ဓာတ်ဆီဒီဇယ်ဆီရှားပါလောင်မှုကြောင့်စားသုံးဆီတွေကိုကားထဲထင်မောင်းနေကြတဲ့ထိုင်းနိုင်ငံကကားသမားများထောက်မကစင်ပရိသတ်များအားလုံးပဲမင်္ဂလာပါဟင်းချက်ဖို့သုံးတဲ့စားအုံးဆီဒါမှမဟုတ်ဟင်းသီးဟင်းရွက်ဆီတွေကိုဒဲအိုးတွေကိုမထည့်ပဲကားစီတိုင်းကြီးတွေကိုထင်မောင်းနေကြရဲဆိုတာသင်ကြားဖို့ပါသလားအခုလိုထူးထူးခြားခြားဖြစ်ရမျိုးကအိန္ဒိချင်းထိုင်းနိုင်ငံမှာတကယ်ပဲဖြစ်ပျက်နေတာပါထိုင်းနိုင်ငံရဲ့တချို့နေရာတွေမှာဒီဇယ်ဆီရှားပါမှုနဲ့ဈေးနှုန်းမြင့်တက်လာတဲ့အခြေအနေတွေကြောင့်ကားသမားတို့ကစားသုံးဆီကိုအရေးပေါ်အစားထိုးလောင်စာအနေနဲ့အသုံးပြုပြီးခရီးနှင်နေကြရဲဆိုတဲ့သတင်းတွေထွက်ပေါ်လာပါတယ်တကယ်တော့ဒီနီလန်းကကားတိုင်းတော်တော်အဆင်မပြေနိုင်ပါဘူး။ဒီပညာရကြည့်မယ်ဆိုရင်အင်ဂျင်စနစ်ရိုးရှင်းတဲ့ဒီဇယ်ကားဟောင်းတွေမှာတော့စားသုံးဆီကိုအချို့အခြေအနေတွေမှာအသုံးပြုလို့ရနိုင်ပေမဲ့ဒီပညာမြင့်တဲ့ကားသစ်တွေအတွက်တော့အင်ဂျင်ကိုထိခိုက်ပျက်စီးစေနိုင်တာကြောင့်လုံးဝမသင့်တော်ဘူးလို့ဆိုပါတယ်။စားသုံးဆီကိုအသုံးပြုတဲ့အခါဆန်ထိုးတဲ့အချိန်မှာအနေငယ်အခက်အခဲရှိနိုင်ပေမဲ့မောင်းနေတဲ့အလုပ်လုပ်နိုင်စွမ်းမှာတော့ကြီးကြီးမားမားပြဿနာမရှိဘူးလို့အသုံးပြုသူအချို့ကဆိုထားပါတယ်။ဒါပေမဲ့ဒါဟာရေရှည်အတွက်အဖြစ်တခုတော့မဟုတ်ပါဘူး။အရေးပေါ်အခြေအနေမှာဒါခဏတစ်ဖြုတ်အဆင်ပြေအောင်လှုပ်ဆောင်တာမျိုးပဲဖြစ်တင်ပြီးပုံမှန်အသုံးပြုဖို့အတွက်တော့ပညာရှင်တွေကပြင်းပြင်းထန်ထန်သတိပေးထားပါတယ်။စီစိမ်းနှုန်းနဲ့စွမ်းရည်ခက်ခဲတွေကလူတွေရဲ့နေစဉ်ဘဝပေါ်ဘယ်လောက်ထိရိုက်ခတ်မှုရှိနေတယ်လဲဆိုတာကိုဒီဖြစ်ရက်ကသက်သေပြသနေတာပါ။စာဝေးနေရေးအတွက်မတူညီတဲ့နီလန်းတက်တွေကိုရှာဖွေရင်ဒီလိုမျိုးစွန်လားအသုံးပြုနေရတဲ့အခြေအနေတွေကတကယ်ကိုစိတ်ဝင်စားဖို့ကောင်းလာပါတယ်။လောင်စာဆီရှားပါမှုတန်ကိုဒီလိုနီလန်းနဲ့ဖြည့်ရှင်းနေရတဲ့ပေါ်တင်ရောဘလို့ထင်မြင်ပါသလဲ။ကားတစ်စီးရဲ့အင်ဂျင်တက်တန်းတဲ့အခြေအနေအရရောဒါဟာတကယ်ပဲအဆင်ပြေနိုင်ပါမလားဆိုတာဆွေးနွေးပြခဲ့ကြပါအောင်ခင်ဗျာ။ထိုင်းနိုင်ငံကတောင်သူတွေကဘာဖြစ်လို့ဒီငါးကောင်ကြီးတွေကိုဖမ်းဖို့နှစ်ပေါင်းများစွာစိတ်ရှည်လက်ရှည်ဆောင်တိုင်းနေကြတာလဲဆိုတာတကယ်ကိုစိတ်ဝင်စားဖို့ကောင်းပါပြီ။ဒါရအောင်ပါ။ပုံမှန်အားဖြင့်ငါးမွေးမြူရေးလုပ်တဲ့သူတွေကငါးတစ်ကောင်ကို1ကီလိုဒါမှမဟုတ်2ကီလိုလောက်အရွယ်ရောက်ရင်ရောင်းချလေးရှိကြပေမဲ့ထိုင်းနိုင်ငံကတောင်သူတွေကတော့ကီလို100ကနေ200ထိအလေးချိန်ရှိတဲ့ငါးကြီးတွေဖြစ်လာအောင်မွေးမြူကြတာပါ။ဒီငါးမျိုးစားကတော့ကျွန်တော်တို့အားလုံးရင်းနှီးပြီးသားဖြစ်တဲ့ပန်ကားစီရလို့ခေါ်တဲ့ငဒံမျိုးနယ်စုဝင်ငါးတွေပဲဖြစ်ပါတယ်။ဒီငါးတွေကကမ္ဘာပေါ်မှာမွေးမြူရအလွယ်ကူဆုံးနဲ့အစားစားနှုန်းနေပေမဲ့အကြီးမြတ်တဲ့ငါးမျိုးစားတွေမှာပါဝင်ပါတယ်။ဒါပေမဲ့ဒီငါးရဲ့ထူးခြားချက်ကတော့သူတို့ကကြီးထွားမှုကိုရပ်တန့်မသွားပဲအချိန်ကြာလေးပို့ပြီးတော့ကြီးမားလာလေးဖြစ်နေတာပါပဲ။ဒါကြောင့်လေထိုင်းနိုင်ငံကငါးမွေးမြူသမားတွေကဒီငါးတွေကို3နှစ်ကနေ4နှစ်ထိအချိန်ယူပြီးစိတ်ရှည်လက်ရှည်မွေးမြူကြပါတယ်။ဒီလိုနှစ်ရှည်လာများမွေးမြူလိုက်တဲ့အခါမှာတော့ငါးရဲ့ရွယ်စားကကားတစ်စီးနီးပါးလောက်ထိကိုကြီးမားလာပြီးတော့သူ့ရဲ့တန်ဖိုးကလည်းတာမန်ငါးတွေထက်အစာပေါင်းထောင်နဲ့ချီပြီးတော့မြင့်တက်သွားတာဖြစ်ပါတယ်။ငါးတစ်ကောင်လေးကိုတင်ကီလိုရာကြီးအလေးချိန်ရအောင်မွေးမြူနိုင်ခြင်းကတောင်သူတွေအတွက်တကယ်ကိုကြီးမားတဲ့အကျိုးမြတ်ကိုရရှိစေပါတယ်။ဒါဟာဤပညာနဲ့စိတ်ရှည်တည်ခံမှုတို့ပေါင်းဆက်ပြီးဖန်တီးထားတဲ့စီးပွားရေးလုပ်ငန်းတစ်ခုလို့တောင်ပြောလို့ရပါတယ်။အခုမြင်တွေ့နေရတဲ့မြင်ကွင်းကတော့တော်တော်လေးကိုထူးဆန်းနေမှာပါ။ရေလုံသားတယောက်ကပင်လယ်ထဲကနေတံမိုးကြီးလာတဲ့ကြောက်ပစုံတွေကိုအများကြီးဖမ်းဆီးရမိထားတာတော့မှဘာဖြစ်လို့ပင်လယ်ထဲကိုတကောင်မကြံပြန်လွှတ်ပေးနေရလဲဆိုတာသိချင်နေကြပြီမဟုတ်လား။ပါတမျောစရာကြီးလို့ထင်စရာရှိပေမဲ့တကယ်တော့ဒါဟာသူတို့ရဲ့စီကံချက်တွေကိုလိုက်နာနေတာပဲဖြစ်ပါတယ်။တကယ်လို့ဒါသူကဒီကြောက်ပစုံတွေကိုပြန်မလွှတ်ပေးပဲအကုန်လုံးကိုတင်စီထားလိုက်မယ်ဆိုရင်သူ့ရဲ့ငါးဖမ်းလိုင်းစဉ်ကအသိမ်းခံရနိုင်ခြေရှိပါတယ်။ဘာကြောင့်လဲဆိုတော့လက်ရှိမှာကြောက်ပစုံတွေကိုစီးပွားဖြစ်အလွန်ကျွံဖမ်းဆီးနေတာကြောင့်သူတို့ရဲ့မျိုးစိတ်တွေကအလွန်လင်းမြန်တဲ့နှုံနဲ့ရော်နေလာနေလို့ပဲဖြစ်ပါတယ်။ဒါကြောင့်မလို့ကမ္ဘာနိုင်ငံတော်တော်များများမှာကြောက်ပစုံဖမ်းဆီးခြင်းနဲ့ပတ်သက်ပြီးတော့တင်းကျပ်တဲ့ဥပဒေတွေထုတ်ပြန်ထားရတာပါ။အဓိကစီကံချက်ကတော့တတ်မှတ်ထားတဲ့အရွယ်စားတက်ငယ်လုံးနဲ့ကြောက်ပစုံပေါက်လေးတွေကိုဖမ်းဆီးခွင့်မပြုတာပဲဖြစ်ပါတယ်။ဒါကြောင့်ရေလုံသားတွေကကြောက်ပစုံတွေကိုဖမ်းမိတဲ့အခါအရင်ဆုံးတေချာတိုင်းတာကြရပါတယ်။တတ်မှတ်ချက်နဲ့ကိုက်ညီတဲ့အရွယ်ရောက်ပြီးသားကြောက်ပစုံတွေကိုသာယူခွင့်ရှိပြီးအရွယ်မပြေသေးတဲ့ကလေးလေးတွေကိုတော့မျိုးသားမပြတ်အောင်ပင်လယ်ထဲကိုပြန်လွှတ်ပေးကြရတာဖြစ်ပါတယ်။နှစ်တိုင်းတနေရာကနေတနေရာကိုပတ်လေရွေလျားနေတဲ့ထူးဆန်းတဲ့ကျွန်းကြီးမင်္ဂလာနိုင်ငံဘျူနိုအေရစ်မြို့အနီးကပါရနာမြို့ဝကျွန်းမော်ဒေသမှာကြီးလိုက်ရင်ပြီးပြည့်စုံတဲ့စောက်ပိုင်းပုံတရံရှိပြီးတစ်နှစ်ပတ်လုံးသူ့အလိုလိုလှည့်ပတ်ရွေလျားနေတဲ့ဒီအိုင်လို့ခေါ်တဲ့မျက်လုံးကျွန်းဆိုတဲ့ထူးဆန်းတဲ့ကျွန်းကြီးတစ်ကျွန်းရှိပါတယ်။ဒီကျွန်းဟာတာမန်ကျွန်းတွေလိုမျိုးမြေကြီးနဲ့ကပ်နေတာမဟုတ်ဘဲနဲ့အလွန်ကြည်လင်ပြီးအေးမြတဲ့ရေကန်အဝိုင်းကြီးရဲ့အလယ်မှာဘောလုံးပေါ်နေတာပါ။အန်ဩစရာကောင်းတာကကျွန်းကောသူရှိနေတဲ့ရေအိုင်ဩကတိကျလုံးတဲ့စောက်ပိုင်းပုံစံဖြစ်နေပြီးကျွန်းရဲ့အနာသက်တွေကိုရေအိုင်ရဲ့နေရန်တွေနဲ့ထိမိတဲ့အခါတိုင်းပုတ်တိုက်မှုကြောင့်မလို့ကျွန်းကြီးကိုဖြည်းဖြည်းချင်းစီလဲပတ်စေတာဖြစ်ပါတယ်။ဒီကျွန်းဘလို့ဖြစ်ပေါ်လာတာလဲဆိုတာကိုပညာရှင်တွေကအခုထိတိတိကျကျလည်းအဖြေမထုတ်နိုင်သေးပါဘူး။တချို့ကတော့ဒါကသဘာဝတိုင်းဖြစ်ပေါ်လာတဲ့ရေစီးကြောင်းနဲ့လေတိုင်းနှုန်းကြောင့်ကျွန်းကအမြဲတမ်းလဲပတ်နေတာလို့ယူဆကြပါတယ်။တချို့ကလည်းပဲဒါကဂျိုသား UFO တွေဆင်းသက်ဖို့လှုပ်ထားတဲ့နေရာဒါမှမဟုတ်ထူးခြားတဲ့သဘာဝလွန်အင်အားစုတစ်ခုကြောင့်လို့ယုံကြည်ကြပါတယ်။ဘာပဲပြောပြောဒီကျွန်းကြီးဟာခေါင်းငင်ဘော်ကဗီဒီယိုရိုက်ကူးတဲ့အခါအဝိုင်းလိုက်ဖြည်းဖြည်းချင်းလဲနေတာတွေ့ခဲ့ရပါတယ်။လေကားဆင်းရတာကိုပြင်းနေပြီလား။ဒါမှမဟုတ်အရေးကြီးကိစ္စရှိလို့လေကားကနေအမြန်ဆုံးဆင်းကျင်နေတာလား။အခုပြပြမယ့်နီလန်းလေးကိုဒါပရိသတ်ကြီးတက်မြောက်သွားမယ်ဆိုရင်တော့မတူတက်မဆိုလေကားကနေပို့ပြီးတော့မြ мян ဆက်ဆန်နဲ့အားဆိုင်စရာမလိုဘဲနဲ့ဆင်းနိုင်တော့မှာပါ။ကျွန်တော်တို့ဘာမှပြလိုက်အောင်ပါ။ဒါတကယ်ကိုရုပ်ရှင်းပေမဲ့ထိရောက်တဲ့လက်ကွက်လေးတစ်ခုပဲဖြစ်ပါတယ်။အရင်ဆုံးဒီနီလန်းကိုစမ်းသပ်ဖို့အတွက်ပရိသတ်ကြီးရဲ့ခြေထောက်တစ်ဖက်ကိုလေကလေးရဲ့အစွန်းနာမှာအသာလေးတင်ထားလိုက်ပါ။
ပြီးရင်တော့ဟန်ချညီအောင်ကျန်တဲ့ခြေထောက်တစ်ဖက်ကိုနောက်တစ်ထစ်ပေါ်မှာအနေထားမှန်မှန်တင်ထားရပါမယ်အဲ့လိုနေထားရပြီဆိုရင်တော့လေကားတစ်လျှောက်ကိုအောက်ဘက်စီကိုအသာလေးရှော့တိုက်ချလိုက်ရုံပါပဲအစာပိုင်းမှာတော့ပရိသတ်ကြီးတို့အနေနဲ့ချော်မလဲအောင်လို့ဖြည်းဖြည်းချင်းပဲအရင်စမ်းကြည့်ဖို့အကြံပေးခြင်းပါတယ်နည်းနည်းလေးကျွမ်းကျင်လာပြီဆိုမှအချိန်ကိုတဖြည်းဖြည်းချင်းမြင့်ပြီးတော့ဆင်ကြည့်ပေါ့ဒီနီလန်းကသာကောင်းကောင်းတက်သွားပြီဆိုရင်တော့လေကားစင်တာကပရိသတ်ကြီးတို့အတွက်ကစားစရာတစ်ခုလိုဖြစ်သွားမှာမှန်ပါပဲဒါပေမဲ့တခုတော့သတိပေးပါရစေဒီနီလန်းကိုလေ့ကျင့်တဲ့အခါမှာဘေးကလက်ရန်ကိုကင်ထားဖို့နဲ့ဘေးပတ်ဝန်းကျင်မှာလူမရှိတဲ့အချိန်မျိုးမှာပဲစမ်းသပ်ဖို့တော့လိုအပ်ပါတယ်နော်အန်ဒရယ်ကင်းကင်းနဲ့အမြန်ဆုံးဆင်းနိုင်ဖို့ကအဓိကမလို့ပါကဲအခုပဲဒီနီလန်းလေးကိုစမ်းကြည့်လိုက်ရအောင်လားဘယ်လောက်တောင်မြန်သွားလဲဆိုတာကိုလည်းပြန်ပြောပြပေးအောင်နော်